မိတ်ဆွေမနှက်ပြန်အတွက်စိုးရင်နေလားဒါဆိုရင်တော့ကျွန်မကျမ်းပိုက်လေးပိုင်းနဲ့ခွန်အားပေးတိုက်တွန်းပြစီရှင်ရှင်မသက်ခရစ်ဝင်ကျမ်းအခန်းကြီး6အခန်းငယ်34ထို့ကြောင့်နှက်ပြန်ဖို့မစိုးရင်ကြနဲ့နှက်ပြန်နေသည်မိမိအဖို့စိုးရင်နေမည်ယခုနေ့၌ရှိသောမကောင်းမသင့်သောအရာသည်ယခုနေ့ဖို့လောက်ပေ၏အာမင်ဖျားသခင်ကပေါ့နော်ကျမတို့ယုံကြည်သူကျမတို့ကိုပေါ့နော်ဖျားသခင်ကမနှက်ပြန်အတွက်မစိုးရင်ဖို့ရန်အတွက်မာထားတာဖြစ်တယ်ဒါပေမဲ့ဘာမှမလုပ်နဲ့လို့တော့ဆိုလိုခြင်းမဟုတ်ပါဘူး။ဘုရားသခင်ကကျမတို့ကိုမနှက်ဖြန်အတွက်စိုးရိမ်နေမဲ့အစားသူ့ကိုပထမဆုံးရှာခြင်းဘုရားအရာကိုပထမဆုံးရှာခြင်းကိုသူကပိုပြီးနှစ်သက်တာဖြစ်တယ်။ Okay ဒါဆိုဘုရားအရာတွေကပါလေ။ဘုရားအရာတွေကကျမ်းစာဖတ်ခြင်း၊ဆုတောင်းခြင်း၊ဘုရားနဲ့တွာလာခြင်း၊အစာရှောင်ခြင်းထိုအရာတွေကဘုရားအရာ၌မွေးလျော်ခြင်းဘုရားအရာကိုရှေးဥစွာရှာခြင်းတွေဖြစ်တယ်။ဒါကြောင့်ပေါ့နော်ကျမတို့ယုံကြည်သူရောက်ချင်းစီတိုင်းရပေါ့နော်ဘုရားအရာကိုဦးစားပေးပြီးတော့မနှက်ဖြန်ဆိုတာကိုဘုရားလက်ထဲမှာအနံ့ရမှာဖြစ်ပါတယ်။ဘုရားအရာကိုဦးစားပေးတဲ့သူရောက်ချင်းစီတိုင်းရဖျားဟာမနှက်ဖြန်အတွက်သူတို့ရဲ့မနှက်ဖြန်အတွက်ဖျားဟာတာဝန်ယူပေးမှာဖြစ်တယ်။ဒါကြောင့်ကျမတို့ညီကိုမောင်နှမအယောက်ချင်းစီတိုင်းလည်းပေါ့နော်ပြဿနာအခက်ခဲတွေကျမတို့ရဲ့စိုးရင်ပူပန်မှုတွေအားလုံးကိုထားခဲ့ပြီးတော့ဖျားအရာကိုရှေးဥစွာရှာပြီးတော့မနှက်ဖြန်ဆိုတဲ့အရာကိုဖျားလက်ထဲမှာအနံ့တော်သူတွေဖျားမှာဖြစ်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။ God bless you.